ကျွန်တော်အခုမိတ်ဆွေတို့ပြောပြပေးမှာတော့ကျွန်တော်တို့မိုက်တဲ့ဘေး1000နဲ့3G ဝယ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်မိုက်တဲ့ဘေး1000နဲ့ 3G လက်တွေ့ဝယ်ပြတ်မှာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ကတ်ကလေးကိုကျွန်တော်တို့ 3G ဝယ်ပြတ်မှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီထဲကိုဖုန်းနံပါတ်ထဲကိုကျွန်တော်တို့မိုက်တဲ့ဘေးကနေပြီးတော့ဖုန်းဘေး1000ထည့်ပြီးတော့ 3G ဝယ်ပြတ်မှာဖြစ်ပါတယ်ဗျာမိတ်ဆွေလည်းကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းလိုက်ပြီးတော့ဝယ်လို့ရပါတယ်ဗျာကျွန်တော်အခုမိုက်တဲ့ဘေးကနေပြီးတော့ဖုန်းဘေး1000လွှဲလိုက်ပါမယ်ဗျာဒီဖုန်းနံပါတ်ထဲကို6930โอเคကျွန်တော်69300 69300 9330ခွန်ကျွန်တော်ဒီထဲကိုမိုက်တဲ့ပြရနေပြီးတော့ဖုန်းပေ1000လွှဲလိုက်မှာဖြစ်ပါတယ်ဗျာ OTP ၄လုံးကြလာပါလိမ့်မယ်ကျွန်တော်မိတ်ဆွေတို့ကိုလက်တွေ့ဝယ်ပြမှာဖြစ်ပါတယ်ဗျာကျွန်တော်ဖုန်းပေ1000နဲ့ 3G ရအောင်ဝယ်ပြပါမယ်ဖြစ်ပါတယ်โอเค39ခွန်3 39ခွန်93ကျွန်တော် OTP ၄လုံးကြလာပါပြီမဖုန်းပေ1000လွှဲလိုက်ပါပြီဗျာဒါဆိုရင်ကျွန်တော်တို့ဘေး1000နဲ့ 3G ဝယ်မှာဖြစ်ပါတယ်ဗျာဘေးစစ်ကြည့်လိုက်ပါမယ် star 124နဲ့โอเคကျွန်တော်တစ်ချက်စောင့်လိုက်ပါမယ်ဗျာဒီမှာဖုန်းပေ1000ရှိပါတယ်ဒီမှာမိတ်ဆွေကြည့်ပါဖုန်းပေ1000ရှိပါတယ်ဒါကို 3G ဝယ်လို့ရအောင်ကျွန်တော်ဝယ်ပြပါမယ်ဗျာ star 966 star 338ဆက်ဒီနီလာလေးတိုင်းဝယ်လိုက်ပါဗျာ star 966 star 338ဆက်ကိုနှိပ်ပြီးတော့ဝယ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့တစ်ချက်ဘေးစစ်ကြည့်လိုက်မယ်ဗျာဒါ124နဲ့ကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ်ကျွန်တော်ဘေးဖြတ်လားမဖြတ်လားတစ်ချက်ကြည့်လိုက်မယ်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဖုန်းဘေးဖြတ်သွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ message ကြားလေးကိုခဏစောင့်လိုက်ပါမယ်ဗျာကျွန်တော် star 124နဲ့ကျွန်တော်စစ်ကြည့်လိုက်မယ်ကျွန်တော် MB ရောက်လားမရောက်လားဆိုတာတစ်ချက်ကြည့်လိုက်မယ်ဗျာဖုန်းဘေးတော့ဖြတ်သွားပြီโอเคကျွန်တော်ဒီမှာဆိုရင် message ကြလာပြီစောတော့ message ကြတယ်ဒီမှာဆိုရင်ကျွန်တော်တစ်ချက်ကြည့်လိုက်ပါဗျာကျွန်တော်မှာ data လက်ဆောင်ဆိုပြီးတော့3082 MB ရပါတယ်ဗျာမိတ်ဆွေလည်းဒီနီလန်းလေးတိုင်းကျွန်တော်တို့မိုက်တဲ့ဘေး1000နဲ့ MB 3000ဝယ်လို့ရပါတယ်မိတ်ဆွေလည်းဒီနီလန်းလေးတိုင်းဝယ်ကြည့်လိုက်ပါဗျာဂျာပါကက်တွေရှိမယ်ဆိုရင် star ခွန်3လုံးဆက်ကိုနှိပ်ပြီးတော့လည်းဝယ်လို့ရပါတယ်star ခွန်3လုံးဆက်မှာဆိုပြီးကျွန်တော်တကန်းနဲ့တကန်းမတူပါဘူးဗျာကျွန်တော်1ကတ်ကိုစစ်ကြည့်လိုက်ပါမယ်ဗျာstar ခွန်3လုံးဆက်မှာဆိုရင်ကျွန်တော်တို့ဒီမှာတကန်းနဲ့တကန်းတော့မတူပါဘူးဗျာဒီမှာဒီကတ်မှာကျွန်တော်တို့ဘေး900လောက်နဲ့ 2G ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေလည်း star ခွန်3လုံးဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လို့ရပါတယ်ဗျာနံပါတ်2ကတ်ကိုစစ်ကြည့်ပေးပါမယ်2ကတ်ကိုကျွန်တော်ခဏစစ်ကြည့်လိုက်ပါမယ်ဗျာ2ကတ်မှာဆိုရင်ကျွန်တော်ဘေး1000နဲ့1500 MB ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေလည်းဒီနီလန်းလေးတိုင်းဝယ်လို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးပါတယ်